အားလုံးပဲမင်္ဂလာပါရှင် Academic Teaching ရဲ့ဟောပါကျေးဇူးပါရှင် Academic Teaching မှာဒီနေ့သင်ကြားပေးသွားမှာပေါ့နော် verb ပေါ့နော် verb တစ်မျိုးဖြစ်တဲ့ be ပေါ့နော် be ကကြတော့တစ်ချက်တို့မြန်မာလို့ဆိုလို့ရှိရင်ပါအဓိပ္ပာယ်ရလဲဆိုတော့ဖြစ်သည်လို့အဓိပ္ပာယ်ရတယ်နော်ဖြစ်သည်နော်ဒီ be မှာတစ်ချက်တော့က verb present simple past simple present perfect present continuous ဆိုတော့ tense လေးကိုပြန်ခွဲလို့ရတယ်ပေါ့နော် example အရာပြောမယ်ဆိုလို့ရှိရင်တစ်ချက်တော့verb 1 verb 2 verb 3 verb ing ဆိုပြီးတော့ tense လေးခုထပ်ပြီးတော့ခွဲလို့ရတယ်ဒီ be ကိုမှာနော် be ကနေပြီးတော့အစစ်ပြန်ပြီးတော့ပြောင်းလဲသွားမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒီနေ့မှာတော့တစ်ချက်က be ကနေပြီးတော့မှပြောင်းလဲသွားတဲ့ present simple နဲ့ past simple ကခုရဲ့အကြောင်းကိုသင်ကြားပေးသားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီ be ကိုပေါ့နော်များသောအားဖြင့်တစ်ချက် verb form နေမှာဆိုလို့ရှိရင် be ဆိုတဲ့စကားလုံးပါလာတဲ့အခါကျတော့ဘာထက်လို့ထည့်ရမှန်းမသိပဲတဲ့ခလေးတွေပြောတတ်တယ်ပေါ့နော်အဲဆိုတော့အဲ့ဒါလေးကိုအရင်ဆုံးရှင်းအောင်လို့ be ဆိုတာကတစ်ချက်တော့ပါလဲဆိုတော့ be ရဲ့ verb form ကကြတော့ပါလဲဆိုတော့ am is are နော် am is are ကြတော့တစ်ချက်တော့ရဲ့ be ရဲ့ verb form လို့အဓိပ္ပာယ်ရပြီးတော့ was were ဆိုလို့ရှိရင်နော်တစ်ချက်တော့ကဘာလို့တော့လဲဆိုတော့ be ရဲ့ verb 2ဖြစ်တဲ့ past simple လို့အဓိပ္ပာယ်ရတယ်နော်ဒါဆိုလို့ရှိရင်နောက်ဆုံးမှာတစ်ချက်တော့ချွေးရင်းချက်အနေနဲ့text တွေတစ်ခုပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုအဆုံးထိကြည့်ပေးပါရှင်အဲဆိုလို့ရှိရင်ဒီပါတစ်ချက်တော့ be ရဲ့ present simple ဖြစ်တဲ့ am is are okay ဒါဆိုလို့ရှိရင်ဒီချက်တော့က she ဟိုမှာတစ်ချက်တော့က blank ထဲမှာ be လို့ပေးရတဲ့အခါကျလို့ရှိရင် she be ဆိုတာမရှိဒီချက်တော့မှာနော်အဲဆို she ရဲ့အနောက်မှာတစ်ချက်တော့ is လိုက်တာဖြစ်တဲ့အတွက်ပါသုံးလဲဆိုတော့ she is နော်အဲ့ဒါကိုမှပြီးတော့လို့ရှိရင်ဒီချက်တော့ they နော် they ရဲ့အနောက်မှာလည်းတစ်ချက်တော့ verb form ထဲမှာဒီလိုပဲ be အသုံးပြုလာတယ်ဆိုလို့ရှိရင် they be ဆိုတာလည်းမရှိဘူးအဲဆိုတော့တစ်ချက်တော့ကိုယ့်ဘာကိုပြင်ပြီးပြောင်းလဲပေးရမယ် they are နော် they are she be တို့ they be တို့ပြောလို့ရှိရင်တစ်ချက်တော့မှားမယ်ပေါ့နော် they are ပြီးသွားတဲ့အခါကျလို့ရှိရင်တစ်ချက်တော့ am ပေါ့နော် am ကကျတော့ I be နော်အဲဆိုလို့ရှိရင်ဒီချက်တော့က I be a doctor I be a engineer အဲ့လိုမရှိဘူးเนาะ I ဆိုလို့ရှိရင်ဘာဒီချက်တော့ဘာပြောင်းမလဲဆိုတော့ I am နော်ဒါဆိုလို့ရှိရင်ဒီချက်တော့သူ့အခြေအနေပေါ်သူမူတည်ပြီးတော့စကားလုံးသုံးပုံသုံးနေရတော့ပြောင်းသွားလိမ့်မယ်ဒါပေမဲ့ဒီချက်တော့အဓိကမှတ်ထားရမှာ be ရဲ့ present simple form ကိုပြောင်းမယ်ဒီချက်တော့ verb form ကိုပြောင်းမယ်ဆိုလို့ရှိရင်เนาะ am is are ကတော့ဒီချက်နောက်ထပ်သင်ခန်းစာတွေမှာပေါ့เนาะထပ်ပြီး sharing လုပ်ပေးသွားမယ်ဘယ်နေရာမှာ am တုံးနေပဲနေရာမှာ is တုံးနေပဲနေရာမှာ are တုံးနေဆိုတဲ့အကြောင်းအရာပေါ့เนาะဒီထဲမှာတော့ဒီချက်အကြံထင်းလေးရှင်းပြတာလေဒါဆိုလို့ရှိရင်ဒီချက်တော့ be ရဲ့ present simple က am is are လို့သိပြီးသွားတဲ့အခါကျလို့ရှိရင်ဒီချက်တော့ကဘာဆက်သွားမလဲဆိုတော့ be ရဲ့ past simple ဖြစ်တဲ့ was were နော် past simple လို့ပြောတယ် verb 2တနည်းအားဖြင့်ဒီချက်တော့အလွယ်ပြောမယ်ဆိုလို့ရှိရင်verb 2လို့ပြောပြီးဒီချက်တော့ကအဓိက grammar pattern စာသားအရပြောမယ်ဆိုလို့ရှိရင် past simple ဒါလေးက present simple okay so as the past simple be မှာဒီချက်တော့ past simple ကိုချိန်မယ်ဆိုလို့ရှိရင်ဘာအသုံးပြုလို့ရလဲဆိုတော့ was or were ကိုအသုံးပြုလို့ရတယ်နော် am is are ရဲ့ verb 2ပေါ့နော် be ရဲ့ verb 2လို့လည်းပြောလို့ရတယ်ပြီးတော့ am is are ရဲ့ verb 2လို့လည်းပြောလို့ရတယ်အဲဆိုလို့ရှိရင် was ကဘာရဲ့ verb 2တွေလဲဆိုတာကိုရေးပြလိုက်မယ်အဲဆိုတော့ဒီချက်တော့ was ကကြတော့ verb 1ဖြစ်တဲ့ဘာနဲ့ verb 2လဲဆိုတော့ am နဲ့ is ရဲ့ verb 2 okay was ကကြတော့ am ရဲ့ is ရဲ့ verb 2ဖြစ်ပြီးတော့where ကကြတော့ are ရဲ့ verb 2နော် sorry was ကကြတော့ am နဲ့ is ရဲ့ verb 2ဖြစ်ပြီးတော့ where ကကြတော့ are ရဲ့ verb 2 form ဖြစ်တယ်เนาะဒါဆိုလို့ရှိရင်ဒီချက်တော့ am နဲ့ is နဲ့နှစ်ခုပေါင်းပြီးတော့ဒီချက်တော့ I ဆိုလို့ရှိရင် I was လို့တော့ပြောလို့ရတယ် she ဆိုလို့ရှိရင် she was လို့တော့ပြောရတယ်ထိုနည်း၎င်းပဲ they တို့ we တို့ you တို့အကုန်လုံးမှာဒီချက်တော့ are ကိုသုံးတာဖြစ်တဲ့အတွက် are အစားချက်တော့ where ကိုအသုံးပြုလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီချက် example အရာပြပြမယ်ဆိုလို့ရှိရင် they be ညမှာဒီချက်တော့ verb 2တောင်းရမယ်ပေါ့နော် they beဒါဆိုလို့ရှိရင်အဓိကဒီချက်တော့ပြန်ပြောမယ်ဆိုလို့ရှိရင်ဒီချက်တော့
was ကကြတော့ am နဲ့ is ရဲ့ verb 2ဖြစ်ပြီးတော့ are ကကြတော့ were ရဲ့ verb 2ဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်เนาะတခြား verb 2ကိုဘယ်လိုနေရာတွေမှာအသုံးပြုလဲဆိုတာကြတော့ပေါ့နော်ကနာနာတဲ့တခြားသင်ခန်းစာလေးထပ်လုပ်ပြီးတော့ကြားပြသွားမှာမယ်ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာထဲမှာအဓိက main point ရမှာဖြစ်မယ်ဆိုတော့ am နဲ့ is ပေါ့နော်sorry ဒီနေ့သင်ခန်းစာရဲ့ main point ပါမယ်ဆိုတော့ be ပေါ့နော် be ရဲ့ present simple ကကြတော့ am is are ဖြစ်ပြီးတော့ verb 2ကကြတော့was were ဖြစ်တယ်။ကဲဒီနေ့တစ်ချက်ခုနပြောခဲ့တယ်တကယ်စာရဲ့နောက်ဆုံးမှာတစ်ချက် tips တွေတစ်ခုပေးသွားမယ်ဆိုတာပါလဲဆိုတော့တစ်ချက်တို့ဒီမှာ B ကိုအသုံးပြုတဲ့အခါကျလို့ရှိရင်တစ်မျိုးရှိရပါတော့။ I be there tomorrow နော် tomorrow ဆိုတာမဖြစ်သေးဘူးပေါ့နော်တစ်ချက်တို့က future နဲ့ပတ်သက်ပြီးသုံးတာနော် future နဲ့ပတ်သက်ပြီးသုံးတဲ့အခါကျလို့ရှိရင်တစ်ချက်တို့က verb 1လည်းမသုံး verb 2လည်းမသုံး future tense ကိုသုံးတယ်ပေါ့နော်အဲ့လို future tense ကိုအသုံးပြုတဲ့အခါကြလို့ရှိရင်ဟုတ်ပြီ B ရဲ့ future tense ကပါရှိတယ်ဆိုတော့ B ရဲ့ future tense အနေနဲ့တသက်ဘာမှမရှိပါဘူး B ဒီ future ဆိုတာက will plus verb ကိုအသုံးပြုရတာနော် future ဆိုရင် will plus verb ကိုအသုံးပြုရတာဖြစ်တဲ့အတွက်ဒီချက်တို့ဒီနေရာမှာကျတော့ will is တို့ will am တို့ will are လို့မသုံး will be လို့အသုံးပြုရပါမယ်ဒါလေးကိုသိစေချင်တာပါနော်ဒီချက် present simple ဆိုရှင်နဲ့ am is are ပြောင်း am is are ပြောင်းလိုက်မယ်past simple ဆိုတော့ရှင်နဲ့ was were ပြောင်းလိုက်မယ်သို့တော့ future နဲ့ပတ်သက်ပြီးတော့ပါလာတဲ့အခါကျလို့ရှိရင် am is are လား was were လား am is are တော့ထည့်ရမယ်ကျတော့ verb 1တော့ထည့်ရမယ်ဒါကြောင့် am is are ထည့်ရမှာလားဆိုပြီးရောတက်တာရှိရပေါ့နော်ဒါကြောင့်မလို့ကျတော့ future နဲ့ပတ်သက်လာပြီးနောက်မှဖြစ်မယ်ဆိုတော့ကိစ္စကြလို့ရှိရင်ကျတော့ verb ကိုအသုံးပြုတဲ့အခါကျရင် will be ပဲသုံးပါတယ် am is are ပဲဆိုပါနော်ဒါဆိုလို့ရှိရင်ဒီနေ့သင်ခန်းစာရဲ့အစားလေးကတော့အားလုံးတော့အကျိုးရှိမယ်လို့ထင်ပါတယ်အကျိုးရှိတယ်ဆိုလို့ရှိရင်တော့ page ကို like and follow လုပ်ပြီးတော့ပါရှင်ကျေးဇူးတင်ပါတယ်ရှင်